안녕하세요 여러분. 디니마로 학교 레시피가 일기 넘버 5고 피고အတွက် focus လေးရှင်းပြနေတာဖတ်2 video လေးဖြစ်သွားပါပြီအဲ့တော့ဖတ်2မှာလည်းဖတ်2မှာအကုန်ဖြတ်မယ်ပေါ့နော်ဖတ်2မှာအကုန်ဖြတ်ပြီးတော့ဖတ်3ကြာရင်တော့ဒီဟာလေးတွေကိုဖြည့်နည်းလေးတွေကိုခါရဲတင်ပေးပါမယ်ပေါ့နော်ဒါ sub study လေးလာနေတဲ့ကျောင်းသူကျောင်းသားတွေအဆင်ပြေအောင်လို့တင်ပေးထားတာဖြစ်ပါတယ်အဲ့တော့အကျိုးရှိမယ်ဆိုရင် like and follow လုပ်ခဲ့လို့ရပါတယ်တကယ်ချင်းဒီစီပြန်ပြီးတော့မျှဝေပေးတာပဲလေလုပ်လို့ရပါတယ်နော်မမတို့တင်တန်းမှာဖိုင်1 class တွေအများကြီးဖွင့်လာတာဖြစ်တဲ့အတွက်တကယ်လို့ဖိုင်1တင်တန်းလေးစုံစမ်းတင်တာမျိုးဆိုရင်လည်းလာရောက်ပြီးတော့ဖွင့်စမ်းလို့ရပါတယ် group class ကတော့အမတို့နောက်ကျရင်တော့လုပ်ပြီးတော့စီစဉ်ထားပါတယ်တကယ်လို့ကိုယ့်ရဲ့တကယ်ချင်းနေနဲ့ private class တက်ချင်တာမျိုးဆိုရင်လည်းအမတို့တင်တန်းမှာလာပြီးတော့စုံစမ်းလို့ရပါတယ်ဒါရတော့ဒါကတော့ကြညာပေါ့နော်ဒါဆိုရင်အခုဆက်ပြီးတော့သွားလိုက်ပါမယ်အဲ့တော့နံပါတ်29ကဆိုရင် e-book ဆိုတာဘာလဲ e-book ဆိုတာစောင်းဟုတ်တယ်ခြုံအိတ်တဲ့စောင်းလေအဲ့ဒါလို့ဆို e-book နော်ချမ်းဆိုတာကအိတ်ဆက်ခြင်း top တာဆိုတော့ခြုံပြီးဆိုတဲ့စောင်းခြုံအိတ်တယ်နော်ဒီချက်ပြီနော်စောင်းခြုံအိတ်တာမျိုးပြောတယ်ခါပြောတာဆိုတော့ပေါ့တယ်ဒါပေမဲ့ဒီမှာစောင်းနဲ့ဆိုရင်အရင်မလေးဘူးပေါ့နော်အဲ့လိုစောင်းပေါ့တယ်공기가 잘 통하다가 레원리ထွက်ကောင်းအဲ့တော့ဒီစောင်းလေးဆိုရင်များတော့ဖြစ်အရန်ထုံရင်လေးပဲတိတ်မဝင်နွေးရအောင်လေတော့ကြဒီမှာစောင်းပါလေးဖြစ်တဲ့တော့ကြောင့်မလို့လေးဝင်လေးထွက်လဲကောင်းတယ်နောက်တစ်ခု huge ဝါချမ်းကြီး huge ဆိုတာရတော့ဘေးစစ်တွေကတီးပြီးသားပါ tissue အဲ့တော့ဝါချမ်းကြီးမှာပါတယ်ဝါချမ်းဒီဝါချမ်းရှိအင်းသားလက်စိတ်ခန်းကနေပြောလာတယ်ဝါချမ်းဖြစ်ပြီးတော့ခြီကကြတော့ဒီမှာ huge ကနော်အဲ့တော့ tissue ပဲပေါ့အများဆုံး tissue ပဲ깨끗하다 대신에 흡수하다 썩유래ဆိုတဲ့닦다ဆိုတာတုတ်တယ်ရေတွေဘာတွေစုပ်တယ်တုတ်တယ်ဒါမျိုးပြောတာပေါ့နော်성풍기ဆိုတာပန်က발음ဆိုတာလေရှိဝနာတာဆိုတာအဲ့အင်းများတယ်ပေါ့နော်성풍기 신문သတင်းစာ날마다နေ့စဉ်နေ့တိုင်း매일နေ့တိုင်း읽다ဖတ်တီ 보다သတင်းစာနဲ့ဆိုတော့ 보다 ကကြည့်တယ်လို့တော့ဘာသာမပြောမင်းနဲ့ဖတ်တယ်လို့ပဲဘာသာပြန်ရင်တော့ပိုကောင်းတယ်ပေါ့နော်ခါပန်းဆိုတာကလွယ်အိတ်들어가다ဝင်သွားတယ်စောက်တွေပါဝင်သွားတယ်လွယ်ထဲပေါ့မဲတာလွယ်တယ်들다 마래 까이네ဆိုပြီးလွယ်အိတ်ကိုကိုင်းနေလွယ်အိတ်ကိုမာတယ်ဒါမျိုးပေါ့နော်ချက်ကစာအုပ် notebook ဆိုတာ laptop notebook ဆိုတာ laptop 치약ဆိုတာချီဆိုတာသွားကိုပြောတာပါ약ဆိုတာစီသွားစီဆိုလည်းဘာဖြစ်မလဲလဲရောမှာကြရောသွားတိုက်စီပါသွားတိုက်စီ박다တိုက်တယ် if an ဆိုတာကကြတော့ပါဇက်သေးကိုပေါ့နော်ပါဇက်သေးကိုတိုက်တာပေါ့သွားတိုက်စီပါဆိုတော့ပါဇက်သေးတိုက်ရမှာပေါ့နော်하얗다ဆိုတာဖြူတယ်စမ်းခွဲဟာတာဆိုတော့ refresh ဖြစ်တာလမ်းဆန်းတော့ refreshing ဖြစ်သွားတာ refresh ဖြစ်တာမျိုးတော့စမ်းခွဲဟာတာဟုတ်ပြီနော်အဲ့ဆိုနောက်တစ်ခုကဘီနူဒီဘာလဲစပ်ပြဖိဖို့အသားရည်ကဲကထတာတန်ရှင်နေရှိတာဆိုစေးကြောတာကိုပြောတာပါစေးကြောတယ်ဓာတ်တာဆိုတာသွားတိုက်တယ်မေကဟာတာတိမထင်ပါတယ်မေကဟာတာဘာလဲဆိုရင်ချောစစ်စီဖြစ်တာမျိုးပြောတယ်စပ်ပြချောစစ်စီဖြစ်တာမျိုးပေါ့နော်향기ဆိုတာအနံ့အဲ့တော့ Europe နမ်ဆယ်နဲ့ 향기 နဲ့တွေ့ပြီးမှထင်ပါတယ်향기ကကြတော့သူကကောင်းတဲ့အနံ့အမွှေးနံမျိုးပြောပြီးတော့နမ်ဆယ်ကကြတော့မကောင်းတဲ့အနံ့အဲ့လိုမကောင်းတဲ့အနံ့တက်ကိုပြောတာဖြစ်တယ်ပေါ့နော်ခေါ်ဖုံးဆိုတာကအမြုပ်တို့တွေစက်ပြားတွေခိုင်းတဲ့အခါမှာအမြုပ်တွေထားကြတယ်လေဒါမျိုးအမြုပ်ဆိုရင်ခေါ်ဖုံးလို့ခေါ်တာဖြစ်ပါတယ်အဲ့ဒါက감기 약ဆိုတာအဖျားပြောက်စီပေါ့감기ဆိုတာအဖျား약ဆိုတာစီအဖျားပြောက်စီဆိုဘယ်လိုရှိမလဲပါရာလို့ပါတော့ဒီလိုမျိုးဟာပေါ့နော်콧물ဆိုတာကနှာရည်ပါအဲ့တော့နောင်တစ်ခုကိုခုလိုမျိုးဆက်တဲ့အခါမှာရှင်းနောင်ရအောင်မှာဒီလိုမျိုးစတက်လေးတွေထည့်ပေးရပါတယ်နှာရည်ပေါ့နော်ဂီချင်းဆိုတာကချောင်းဆိုးတယ်သူလည်းဒီမှာလာပြန်ပြီဟန်နာဆိုတာကတစ်လုံးစီးလေးတစ်လုံးဟျိုခွာဆိုတာ EFF ECT effect စေးတောက်တဲ့ effect စေးတောက်လာ effect ကကောင်းမှာကောင်းလားဟျိုခွာလို့ပြောတဲ့နေရာမှာကောင်းတာလေးဖြစ်နိုင်တယ်မကောင်းတာလေးဖြစ်နိုင်တယ်ပေါ့နော် effect ပေါ့ပါဒတာဆိုတာမြန်နေဥကြဆိုတာထိုင်ကုန်အန်သာဆိုထိုင်နေဣရာတာအလုံးလုံးတဲ့ခေါ်ဒီခါဖြောင်းနာတာတတောင်းတတာရှိ장갑လက်အိတ်ကီတာဆိုတာစွတ်တယ်အဲ့တော့ကီတာကလက်အိတ်အပြင်ကိုဘာတွေရတည်လဲဆိုရင်ဘန်ဂျီလက်စွတ်တွေပါရတယ်
G ကဆောက်ဆောင်လေးဖြစ်သွားတယ်ဆောက်ဆောင်လေးဖြစ်သွားတယ်ပေါ့နော်ဖန် G ဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ကျော်ဥဆောင်းတွင်းမှာဝတ်တယ်ဆွန်းလက်မှာဝတ်တယ်ချုပ်တာအေးတယ်တတ်တာတာနေထွေဒါတွေကတော့ချန်ကပ်ဆိုတဲ့လက်အိတ်တွေကိုဝင်သွားမယ် job ရှိစပကံပြအစားတောက်shake ဆိုတာကအစားတောက်ထမ်းတာဆိုထည့်ပကံပြားတွေကိုအစားတောက်ထည့်တာမျိုးပြောတယ်ပေါ့နော်ခါပြောပလာဆိုတာပေါ့တယ်ပေါ့တော့ရေပတာလာပါတယ်ပကံလေးဆိုရင်ပေါ့နေတယ်လှပပလေးနော်ဒါမျိုးလေးပြောတယ်ချစ်ဆိုးဆိုတာသွားလိုက်တယ်မှာရောတက်တာဆိုတော့တိုက်တဲ့ if ဆုပ်ဆိုတာပါဇက်တွင်းပေါ့နော်ခုန if an လို့ပုံမှန်ရေးခဲ့တယ်ဒီမှာကျဆုပ်ဆိုတာအတွင်းမယ်ပေါ့နော်ပါဇက်တွင်းကိုတိုက်တယ်ကဲကထာတာတန်ရှင်းသွားတယ် piano ဒီမယ်ဆိုရီအတန်မာကတာကြည်လင်းနေအာရန်တပ်တာလှပါတယ်ဆုံးခါရလက်ချောင်းအဲ့ piano တီးတဲ့အခါမှာထွက်လာတဲ့အတန်လေးကကြည်လင်းနေအရန်တော့ဟောလို့ကောင်းပြီးတော့ဆုံးခါရဒီလက်ချောင်းလေးတွေနဲ့တီးတာမျိုးဖြစ်ပါတယ်ဖေးကေရပါတယ်ခေါင်းအောင်ပစ်လို့ပေါ့နော်ခေါင်းအောင်သူကစကားမော်ရီမုတ်ဆိုတာလေပင်ခေါင်းကန်ဆိုတာကျမ်းမာရေးချမ်းအဆက်ချင်ဒါတွေကဖေးကေနဲ့သက်ဆိုင်ပါတယ်နော်နောက်တစ်ခုက check ဆိုတာစာအုပ်ဆိုတဲ့နေရာမှာမျိုးရှိတယ်နံပါတ်1အနေနဲ့စိုးစောရဝတ္ထုရှိတယ်ရှိချစ်ကဗျာစာအုပ်တွေရှိတယ်ဘယ်လိုစာအုပ်တွေ첫 장ဆိုတာကကြတော့ပထမအဆုံးအယူရပေါ့နော်한권ဆိုတာကတအုပ်감동ကကြတော့감동ဆိုတာကကြတော့စိတ်ခံစားချက်တွေပေါ့နော်ဒီမှာစိတ်ခံစားချက်တွေ재미야စေဝနာစရာ저자ဆိုတာက publish လုပ်ပြီးသားစာအုပ်အဲ့တော့ဂျောဂျာဆိုတာကကျတော့စာရေးစရာကိုပြောတာပေါ့စာရေးစရာကိုပြောတာ운동화ဆိုတာရတော့ဒီ sneaker လိုမျိုးပေါ့နော်ဒီအားကစားလုပ်တဲ့ဖက်နယ်မျိုး sneaker လိုမျိုးဒါလီတာပြီးတယ်ခုံကြီးကခြားထုံးကတာလင်းဝင်ထွက်ကောင်းနဲ့ဘူးတော့တာနူးညံ့တယ်အမျိုးလေးရှိတယ်အဲ့ဆိုအောက်ကိုကျန်တာလေးကိုဆက်တစ်ခါလေးရွှေ့လိုက်တော့ဆဲကျစပ်ပြာကြီးကိုပြောတာပေါ့နော်စပ်ပြာကြီးဟင်းလို့ဆိုတာအဝိအဖြူရောင်မှာအဝိအဖြူရောင်စက်ကိုင်းဥစ္စာတာကြတခြားအယောင်ပါတဲ့အဝိတွေကိုပြောတယ်ကဲကထာတာတန်ရှင်းနဲ့ဟာရတာဖြူတယ်စပ်ပြာကြီးကအဖြူရောင်ဝိတွေအယောင်ပါတဲ့ဝိတွေကိုတန်ရှင်းအောင်လုပ်ပြီးတော့မြစ်ပတ်သွားတာမျိုးဆိုရင်လည်းပြန်ပြီးဖြူအောင်လုပ်ပေးတယ်ပေါ့ဈာဆုံးကစပ်ပိန်ရှင်းဒါလီတာဆိုတော့ပြေးဆွဲတာနော်စပိန်ကဘေးကနေဖြတ်သွားတယ်ပြေးသွားတာဖြတ်ပြီးမောင်းသွားတယ်ပေါ့နော်ထူပါခွေဟိုပါပေါ့ဘိန်းနှစ်ဘိန်းပါတယ်com နဲ့ pk if an ဆိုတော့အသေးစက်ထဲမှာ ship တာဆိုတော့ဝါတယ်စံခွဲရတာ refresh ဖြစ်တယ်ရှစ်စားဟိုထမင်းစားပြီးရဲ့နောက်မှာဘာလုပ်လဲ pk လေးကိုဝါတယ်ဒါမျိုးလေးပေါ့နော်세탁기ဆိုအဝိရှော်ဆက်ဆိုရီရောက်တာဆိုအတန်မရှိဘူးဆိုအတန်မကြားရဘူးပေါ့ဆဲကျအဝိရှော်စပြကခတာတာတန်ရှင်နဲ့အိုးဆိုတာကအဝိကိုပြောတယ်ခွန်ကျူဟာတာဆို6တူရအဝိတွေကိုချအောင်လုပ်ပေးတယ်နောက်တစ်ခုအနေနဲ့ juice ကအေးပေါ့ဟန်ဂျန်ဆိုတာတခွာအေးဆိုတာကအတိဗီတာမင်ဒီပါတယ်ဗီတာမင်ပေါ့နော်냉장고ဆိုတာ이거다 신선도 자လက်ဆက်မှု 그리고 온도 조절 온도အပူချိန်ပေါ့နော်ဒီနေရာမှာကျရေကတတာရဲ့ဒီအတွင်းမှာရှိတဲ့အပူချိန်ကို조절ထိန်းနေပြီ침대အရာ 눕다လဲလျောင်းနဲ့ခြားတာအိဆာနာယူတယ်잠အိတ်တယ်ဒီအိဆက်ချင်းပေါ့နော်편안하다တောင်းရှိတယ်ဟောဒီခါ청소기ဆိုကြ청소하다 여러분 TV다တန်ရှင်းလုပ်တယ်ဒါဆိုရင်တန်ရှင်းလုပ်ဆက်ဖုံးဆုပ်ဆက်လို့ဟာမျိုးပေါ့โอเคတန်ရှင်းလုပ်တဲ့ဆက်ပြီး깨끗하다တန်ရှင်းနေ먼지ဖုံးမုံလေးဖ
ဖုံကဘယ်လိုပါလဲဒီလိုပါတယ်ဖုံရှိမယ်ဆိုးရီတော့အတန်မရှိဘူးဂူဆော့ကလေးဒီချောင်းကျိုးချောင်းညားတွေအထိပါတိုက်တာเนาะဖုံစုပ်ဆက်နေပေါ့เนาะချောင်းကျိုးချောင်းကြားချောင်းကျိုးချောင်းညားတွေအထိပါဖုံနေလိုက်ပြီးတော့ဆော့တာကိုပြောတာဖြစ်ပါတယ်โอเคနော်ဒါဆိုရင်တော့ဒါကဒီနံပါတ်5မှာပေါ့နော်နံပါတ်5မှာပါတတ်တဲ့ focus လေးတွေကိုပြပြပေးသွားတာဖြစ်ပါတယ်နောက်ပဲကြာလို့ရှိရင်တော့ part 3အနေနဲ့ဒီနံပါတ်5နဲ့ပတ်သက်တဲ့မေးခွန်းဖြေနည်းလေးတွေကိုထပ်ပြီးတော့ပြပြပေးသွားမှာဖြစ်ပါတယ်ဒီအတွက်ကြောင့်မို့လို့အားလုံးပဲစိတ်ဝင်စားတယ်ဆိုလို့ရှိရင်အဆုံးထိကြည့်ရှုပေးပါဦးဒီနေ့အတွက်လည်းကျေးဇူးတင်ပါတယ်ဒါဆိုရင်နောက်ထပ်ဒီလိုအကျိုးရှိတဲ့ဗီဒီယိုလေးတွေအများကြီးတင်ပါမို့လို့ like and follow လေးလုပ်ထားပေးပါဦးเนาะကျေးဇူးပါ